လိတ်တကောင်အတွက်အိမ်ဟာသူ့ရဲ့အခွန်အတွင်းမှာသာဖြစ်ပါတယ်။ထိုအိမ်ဟာသူ့အတွက်တက်တောက်တက်တာအရှိဆုံးနဲ့ပုံးခိုနေထိုင်ရန်အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။တဲဖြစ်စေတိုက်ဖြစ်စေကို့အတွက်ရာသီဥတုဒဏ်နဲ့လုံခြုံမှုအပေးနိုင်ဆုံးတက်တောက်တက်တာအရှိဆုံးနေရာဟာစိတ်ချမ်းသာစရာအကောင်းဆုံးနေရာတစ်နေရာဖြစ်ပါတယ်။လူတိုင်းဟာသူ့မိခိုရာနေရာလေးတစ်နေရာကိုနှစ်သက်မျက်နှိုးတတ်ကြတယ်။အိမ်ခြေမဲ့သူများကလည်းသူတို့မိခိုနားရာတရားအောက်ရှိကြောချစရာနေရာလေးတစ်နေရာကိုခုံမင်ကြသည်သာဖြစ်ပါတယ်။ကို့အတွက်အလုံးကြုံဆုံးနဲ့စိတ်အချရဆုံးဟုသတ်မှတ်နိုင်သောနေရာဖြစ်ရန်အရေးကြီးပါတယ်။တင်းတိမ်မှုမရှိသောစိုးရိမ်ပူပန်မှုကြီးသူများအနေဖြင့်တိုက်ကြီးထဲတွင်အုတ်တိုင်းပတ်လည်ထဲ၌နေရတော့လဲလုံခြုံသည်ဟုထင်ပါလိမ့်မယ်။လူတစ်ယောက်အတွက်နေထိုင်ရန်အကျယ်အဝန်းမြည်မျှလိုသည်ဟုသတ်မှတ်ချက်မရှိပါ။နေတတ်လျင်ကျေနပ်စရာဆိုသည့်စကားရှိပါတယ်။ကိုရထားတဲ့နေရာလေးမှာအဆင်ပြေဆုံးနေထိုင်နိုင်ရန်အရေးကြီးပါတယ်။